မတက်စင်ငင်တွေကဒီလောက်လှပလို့နေပြတဲ့တကားလေးကတက်စင်ပြီးသွားရင်ဘယ်လောက်ထိလှပမလဲဆိုတာကိုသိကျင်နေဆိုရင်တော့ဗီဒီယိုလေးဆုံးထိတူတူကြည့်ကြရအောင်နော်အားလုံးမင်္ဂလာပါရှင်ဒါကတော့ပေါ့နော်တန်လီမျိုးနေမှာရှိတဲ့ချစ်ကပ်ကားရဲ့အိမ်ကိုတက်ဆင်ပေးရမှာပဲဖြစ်ပါတယ်ရှင်ဒီမှာတက်ဆင်ပေးမှာဆိုရင်တော့ပေါ့နော်ကိုမြင်နေတဲ့အတိုင်းပေါ့နော်အရန်ကိုလှပလွန်းတဲ့3ရက်ဖွင့်ပရင်တကားလေးပဲဖြစ်ပါတယ်အရင်ဦးဆုံးပေါ့နော်စတစ်ကာတွေကိုအရင်ဆုံးခွာပါတယ်စတစ်ကာတွေခွာမှလေးတရားဖြူဖြူဖွယ်ဖွယ်လေးနဲ့လှမှာဖြစ်ပါတယ်ရှင်ပြီးတော့ရင်တော့ပေါ့နော်ဒီမှာတက်ဆင်မှာဖြစ်တဲ့အတွက်ဘောင်းတွေကိုပေါ့နော်ဒါစကူရောပလက်တွေထိုးဖို့အတွက်ကိုဒီဟာတေးချာလေးမှန်တွေကိုဖြုတ်နေရပဲဖြစ်ပါတယ်ဘီတင်းနဲ့ခွာပြီးတော့ဒီမှန်လေးတွေကိုအရင်ဦးဆုံးဖြုတ်ထားလိုက်ရမှာပဲဖြစ်ပါတယ်ဖြုတ်ထားပြီးရတဲ့ပေါ့နော်ဒီမှာဒီကအရင်ဆုံးဖောက်ပြီးသွားရတဲ့ဒီမှာရာကြည့်လိုက်မှာပဲဖြစ်ပါတယ်အခုဆိုရင်တော့ပေါ့နော်ဒီကအုတ်တွေကိုစတင်ဖောက်နေပြီပဲဖြစ်ပါတယ်အုတ်ဖောက်ပြီးသွားရင်တော့ပေါ့နော်ဒီရွှေမိတ်တက်မှာတုံးပြီးတဲ့ဒီဟောပလက်အဝါအရှည်တစ်မျိုးလေးကိုပဲတုံးပြီးတော့ဒါဟောပလက်ဆွဲပြီးမှာပဲဖြစ်ပါတယ်ရှင်ဟောပလက်ဆွဲပြီးသွားပြီဆိုရင်တော့ခုနဖြုတ်ထားတဲ့ပေါ့နော်မှန်လေးတွေကိုတေချာပြန်တက်ပြီးတော့ဘီတင်းလေးတေချာပြန်ပြီးတော့ရိုက်ပေးရပဲဖြစ်ပါတယ်ရှင်အခုလိုဘီတင်းလေးရိုက်ပြီးသွားရင်ဆိုရင်တော့နောက်ဆုံးကြံရှိတယ်ပေါ့နော်ဒီမှာတကယ်ရွက်ကလေးတွေကိုတက်တော့မှာပဲဖြစ်ပါတယ်ရှင်တကယ်ရွက်ကလေးတွေတက်တဲ့အခါမှာဆိုရင်လည်းပေါ့နော်တေချာလေးကိုမှပင်လေးတွေကိုတေချာလေးပြန်ပြီးတော့ဒါတက်ပေးနေရပဲဖြစ်ပါတယ်ကဲနောက်ဆုံးဆိုရင်တော့ပေါ့နော်လှပလုံးနဲ့ပရင်တကားလေးနဲ့အရန်ကိုလှပလုံးနဲ့တိုက်ဖြူဖြူလေးကတော့လိုက်ဖက်စွာနဲ့လှနေပြီဖြစ်ပါတယ်ရှင်ဒါကြောင့်မို့ခုလိုမျိုးလှပတည်တက်တဲ့တကားလေးတက်ဆင်နေနေဆိုရင်တော့ရှမစ်တစ်ကိုသာအမြဲတမ်းဆက်သွယ်လိုက်ပါတော့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ညီမတို့ရှမစ်တစ်ပေအဒမင်ဝေပဲဖြစ်ပါတယ်ရှင်